အကောင်းဆုံးဘဝနေနည်းခုနှစ်ခုတစ်မတွေ့တာပါနဲ့တရားသဘောအရတွေးဆုံပြီးရင်ကွဲကွာကြမှာမို့လူတိုင်းဟာအချိန်တန်ရင်ကိုယ်နာထွက်ခွာသွားမဲ့သူတွေကြီးပဲဒါကြောင့်ဘယ်သူမှအရန်ကြီးမတွေ့တာနဲ့လောကသဘာဝအရလူတိုင်းဟာတနေ့ခွဲခွာရမှာကိုတည်ထားပြီးကိုယ်စိတ်ကိုပဲကြမ်းမအောင်နေနှစ်မိမိကိုချစ်ပါလောကမှာချစ်ဖို့အကောင်းဆုံးလူဆိုတာဘဲမှသွားမချနဲ့ကိုတိုင်ပဲကိုတောင်ချစ်ဖို့မေ့နေရင်ဘယ်သူဟာမင်းကိုတန်ဖိုးထားပြီးချစ်ခင်မှာတော့ဒါကြောင့်ကိုချစ်ပြီးကိုတန်ဖိုးထားဖို့သာကြိုးစား၃လူသုံးတွေကိုရှောင်လိုအပ်တဲ့အခါကျရင်တော့မျက်နှာမှာတကားရည်လောင်းထားသလိုချိုးမြနေပြီးမလိုအပ်တဲ့အခါလှည့်ကြီးပေါ်တော့မရတဲ့သူမျိုးတွေကိုရှောင်မင်းကသူတို့လိုအပ်မှထုတ်သုံးတဲ့တစ်ရှူးသားလိုမလိုအပ်တဲ့အခါစွန့်ပစ်ခံရမယ့်လူမျိုးမဟုတ်ဘူးလေဒါကြောင့်လူမကိုနာလာကတ်တဲ့လူသုံးတွေကိုခပ်ပြက်သာဆက်ဆံလိုက်၄ကိစ္စတိုင်းကိုပုံကြီးချဲ့ပြီးအမြဲစူပူညှဉ်းညူနေတဲ့သူတွေကိုလည်းရှောင်အပေါင်းအသင်းမိတ်ဆွေဆိုတာလူချင်းချင်းတော့အပေါင်းအသင်းလုပ်လို့ရတယ်ဒါပေမဲ့ဘယ်တော့မှစိတ်ချင်းမပေါင်းမိစေနဲ့စိတ်ချင်းပေါင်းမိရင်သူတို့အပူတွေကိုယ်ကူလာတတ်ပြီးကိုယ်ပါပူလောင်ရတတ်တယ်တချို့သူတွေကဘာမှမဟုတ်တဲ့ကိစ္စလေးကိုတော့ညှဉ်းညူပြီးပူပန်းနေတတ်ကြတယ်အိုးမှာမိုးရွာရင်လည်းရွာနေလို့ညည်းနေပူရင်လည်းပူလို့ညည်းစသဖြင့်ဘယ်လိုကိစ္စမျိုးကိုမဆိုညှဉ်းညူပူပန်နေကြတဲ့သူတွေဆိုတာတကယ်ရှိတယ်ကွ။အဲဒီလိုလူမျိုးတွေစီကစိတ်ညစ်ညူမှုနဲ့ပူပန်မှုတွေဟာကူးဆက်လာတတ်တာမို့သူတို့နဲ့စိတ်ပေါင်းကိုခွာနေလိုက်ပါ။ငါလဲကျနေရင်ကိုယ်တိုင်ကြိုးစားပြီးပြန်ထပါ။လောကမှာကိုလဲကျရင်ဆွဲထုပေးမဲ့လက်တွေထက်ရင်းနှစ်သူကိုဝါကူထိုးမဲ့လူတွေကခံများမို့ကိုယ်တိုင်ပဲမပြိုလဲအောင်ကြိုးစားရမှာပဲ။ငါအတွက်ငါရှိရဆိုတဲ့စကားလိုပဲ။ကိုလဲကြားတဲ့အခါကူမဲ့သူကိုမမျှော်နဲ့ကိုယ်တိုင်ပဲပြန်ထဖို့သာကြိုးစား၆ဒေါသထွက်စရာကြုံလာတိုင်းခဏလောက်စဉ်းစားတတ်တဲ့အခြင်းကိုလုပ်ပါဒေါသနောက်ကိုစေရောကိုပါတခါတည်းပါသွားတဲ့အခါမမျှော်လင့်တဲ့အမှားတွေနဲ့ကြုံရတတ်တယ်အခြင်းတော်တွေမှာပိတ်လောင်ခံရတဲ့လူတိုင်းလူဆိုးတွေမဟုတ်ကြဘူးနော်တည်ငါဖြစ်လာတဲ့ဒေါသစိတ်ကိုမထိန်နိုင်လို့မှားခဲ့မိကြတဲ့လူကောင်းတွေလည်းရှိနေကြတယ်ကွဒါကြောင့်ဒေါသထွက်စရာတွေနဲ့ကြုံလာတဲ့အခါတိုင်းအမှားတွေနဲ့မကြုံရသေးဘူးခဏလောက်စဉ်းစားတတ်တဲ့အခြင်းကိုလုပ်ခွန်ကူညီတတ်ဖို့ကြိုးစားပါကူညီရဲဆိုတာနဲ့လူတိုင်းကိုငွေတွေထုတ်လိုက်ရော့အင့်ဆိုပြီးလိုက်ပေးတာမျိုးမဟုတ်ဘူးနော်အသေးမွားလေးတွေကစာကူညီတတ်ဖို့ကိုပြောတာဥမာထုတ်တင်မနိုင်မနှင်းဆွဲလာရတဲ့သူတွေကိုအထုတ်တစ်ထုတ်လောက်ကူးဆွဲပေးလိုက်တာကားလမ်းကိုမကူးရဲဖြစ်နေတဲ့တက်ကြီးရွယ်အိုတွေကိုကားလမ်းကူးပေးလိုက်တာစားတဲ့အသေးဖွဲလေးတွေကိုလမ်းကြုံသဘောမျိုးပဲဖြစ်ကူညီပေးသွားလို့ရတာပဲ